ရဲ့ major ကိုဘယ်လိုမျိုးပျော်ပျော်ရွှင်ရွှင်နဲ့ဆက်လက်ပြီးတော့မှတက်ရောက်ရမလဲဆိုတာကိုမသိတော့လို့စိတ်ညစ်နေကြတဲ့သူတွေရှိလားဒါဆိုလို့ရှိရင်တော့အဲ့လိုလူလေးတွေအတွက်ကျမတို့ Little Lighthouse Organization ကနေပြီးတော့မှပထမဆုံးအနေနဲ့ produce လုပ်ထားတဲ့ major ပျော်ဆိုတဲ့ podcast series လေးရောက်ရှိလို့လာပါပြီဒီ podcast series လေးရဆိုလို့ရှိရင်တော့အဓိကအားဖြင့်နိုင်ငံတကာမှာကျောင်းတက်နေကြတဲ့ကျောင်းသားကျောင်းသူတွေအတွက်သူတို့အနေနဲ့သူတို့ major ကနေပြီးတော့မှရရှိလာတဲ့ stress တွေ mental breakdown တွေအခက်အခဲတွေကိုဘယ်လိုမျိုးရင်ဆိုင်ပြီးတော့မှကြော်ဖြတ်ရမလဲအဲ့လိုရင်ဆိုင်ကြော်ဖြတ်ပြီးတဲ့အခါမှာရောဒီ major ကိုဘယ်လိုမျိုးပျော်ပျော်ရွှင်ရွှင်နဲ့ဆက်လက်ပြီးတော့မှသင်ယူသွားကြရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုကူညီပြီးတော့မှရှာဖွေပေးသွားဖို့အတွက်ရည်ရွယ်ထားတဲ့ podcast series လေးတစ်ခုပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်လည်းပေါ့နော်ဒီ podcast series လေးက episode 3ကိုရောက်ရှိလို့လာပါပြီ။တစ်ပိုင်းချင်းစီတိုင်းမှာလည်းမတူညီတဲ့ major လေးတွေကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်။ဆိုတော့ဒီတစ်ခေါက်ပိုင်းလေးမှာရောဘယ် major လေးကိုရွေးချယ်ထားတာဖြစ်မလဲ။အဲ့ဒါလေးကတော့အရှိကအပိုင်း2ကလေးကိုအဆုံးထိကြည့်ထားတဲ့သူလေးဆိုလို့ရှိရင်တော့ခံမှန်းမိကြလောက်လိမ့်မယ်လို့ထင်ပါတယ်။ဗီဒီယိုရဲ့အဆုံးသားလေးမှာအမြဲ spoiler လေးပေးတတ်တာဆိုတော့လေ။ဆိုတော့အခုပဲပြလိုက်ပါတော့မယ်ရှင်ဒီတစ်ခါပိုင်းလေးအတွက်ရွေးချယ်ထားတဲ့ major လေးကတော့ hospitality management major လေးပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျမကတော့ဒီနေ့ podcast လေးမှာ podcaster အနေနဲ့ပါဝင်ပြီးတော့မယ် Rebecca ပဲဖြစ်ပါတယ်တယောက်တည်းမဟုတ်ဘဲနဲ့ပေါ့နော်ဒီ major ကိုလက်ရှိကိုယ်တိုင်တက်ရောက်နေပြီးတော့မှ like keepers လေးတွေအတွက်ထိရောက်မဲ့နည်းလမ်းလေးတွေကို sharing လုပ်ပေးနိုင်မဲ့ guest speaker တယောက်ကိုလည်းဖိထားပါတယ်ဆိုတော့အမမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်နာမည်အရင်ကတော့ဝင့်ဖြူစမိုးလို့ခေါ်ပါတယ်Nari တို့အားလုံးပဲသိကြမှာလို့ထင်ပါတယ်nickname ကတော့ Nari ပေါ့နော်အခုလောဆယ် Nari ကBangkok University International မှာ Global Prize Scholarship နဲ့ International Tourism and Hospitality Management ကိုသင်ယူနေပါတယ်Nari Slam ဆိုတဲ့ Facebook page ကနေ personal vlog လေးတင်လေးရှိပြီးတော့အကြောင်းနဲ့ပတ်သက်တာတွေနဲ့ major နဲ့ပတ်သက်တာလေးတွေပြီးတော့ last time vlog လေးတွေလည်းတင်ပေးနေပါတယ်အခုလောဆယ်တော့လွန်ခဲ့တဲ့ဒီမေလာလောက်ကပေါ့နော် Nari internship ဒီ hotel နဲ့ပတ်သက်တဲ့ internship တစ်ခုဆင်းပြီးသားပြီဆိုတော့ဒီ hotel နဲ့ပတ်သက်တဲ့ internship အကြောင်းအရာလေးတွေကိုဒီ page က Nari Slam page ကနေတဆင့်လည်းပြန်လည်မျှဝေပေးနေပါတယ် YouTube channel လေးမှာလည်းအကြောင်းနဲ့ပတ်သက်တာတွေလည်းမျှဝေပေးနေတာဖြစ်တဲ့အားလုံးတွေ့ရဝမ်းသာပါတယ်ရှင်တွေ့ရဝမ်းသာပါတယ်ဆိုတော့ညီမကိုယ်တိုင်လည်းပေါ့နော်ဒီ major ကိုလက်ရှိရွေးချယ်ဖို့အတွက်စဉ်းစားနေတဲ့သူဆိုတော့ဘယ်လိုမျိုး struggle တွေရှိမလဲဘယ်လို overcome လုပ်ရမလဲဆိုတာကိုတကယ်သိချင်နေပါပြီအကောင်လုံးလည်းသိချင်နေကြတော့မယ့်မိကုန်းလေးတွေကိုပြင်ဆင်ထားရပေါ့နော်ဆိုတော့ပထမဆုံးတစ်ခုကနေစလိုက်ပါမယ်ရှင်ဒီ major ကိုတက်နေရင်းနဲ့မှာပေါ့နော်ကိုမကြိုက်တဲ့ subject တစ်ခုခုစိတ်ဝင်စားတဲ့အရာတစ်ခုခုကိုလုပ်နေရလို့ဆိုပြီးတော့မှငါတော့ဒီ major ကြီးကိုရွေးမိမှားပြီလားဆိုပြီးတော့အဲ့လိုအရန်နောင်တရမိရဲ့အခိုက်အတန့်မျိုးဖြစ်ဘူးလားရှင်အဲ့လိုဆိုရင်ရောဘယ်လိုမျိုးနည်းလမ်းလေးတွေသုံးပြီးတော့မှဒီခံပြီးတော့ပေါ့ပျော်ပျော်ရွှင်ရွှင်ဆက်ပြီးတော့တက်ရောက်နိုင်ခဲ့ရလဲပြောရလို့ရှိရင်လေအမဒီဘယ်webinar မှာမဆိုလို့ရှိရင်အမြဲပြောလို့ရှိရပါတော့ကိုရွေးချယ် major ကိုဒီ university မသွားခင်မှာresearch လုပ်ပါပြီးလို့ရှိရင် course အတူလေးတက်ပါပြီးတော့ကိုသိချင်တဲ့ဟာလေးတွေကို research လုပ်ပါပေါ့နော်မဟုတ်လို့ရှိရင်ကြတော့အမတို့တက်ပြီးရဲ့အချိန်မှာပတ်စံလေးအများကြီးခင်းရတယ်လေနော်အဲ့တော့ကိုယ့်ရဲ့ life decision လည်းဖြစ်တဲ့အခါကြတော့အမခုနပြောလို့ခုနလိုမျိုးအချိန်လေးကြုံရတယ်ပြီးတော့ဒီမကြိုက်တာမျိုးတော့မဟုတ်ဘဲနဲ့အမားကြတော့ဒီဟာကိုအစတွေကသဘောကျလို့ customer relation guest relationship မျိုးတွေနဲ့သဘောကျလို့တက်ခဲ့ရပါတော့ဒါပေမဲ့တချို့ course လေးတွေမှာကြတော့ကိုရည်မှန်းထားတဲ့ကိုလိုချင်တဲ့ expectation နဲ့မကိုက်ဘဲနဲ့နည်းနည်းလိုတခြားပုံစံမျိုးလေးနဲ့ရောက်လာတဲ့ဟာမျိုးလေးရှိရပေါ့နော်ဆိုတဲ့အခါကျတော့ကိုလိုချင်တဲ့ expectation မကိုက်တဲ့အခါမျိုးမှာနည်းနည်းစိတ်ညစ်တာမျိုးလေးတော့ရှိရပေါ့နော်အဲ့တော့အဲ့ဒီခါကျလို့ရှင်ကိုအမကတော့overcome လုပ်တာကိုပြန်ပြီးတော့အမြဲ reflection ပြန်လုပ်တာမျိုးတွေကိုကိုလိုချင်တဲ့ဟာကိုဆရာစီမှာဓာတ်ရိုက်သွားပြီးတော့မေးတာမျိုးတွေပေါ့နော်ကိုလိုချင်ကိုကဘယ်လိုမျိုးသိချင်တယ်ဆိုတာဒါမျိုးကိုဘယ်လိုမှနားမလည်ဘူးဒီဥမာ MRTU ဆိုပါလို့ဆိုလို့ရှိရင်ဘယ်လိုမှနားမလည်ဘူးဆိုလို့ရှိရင်ဒါဆရာပုံမှန်ဆိုလို့ရှိရင်အတန်းထဲမှာပဲပြီးရင်ပြီးသွားမှာထက်ဆရာစီမထားရိုက်သွားပြီးတော့မေးတာမျိုးဘယ်လိုမျိုးဆက်ပြီးတော့ဒီဟာကိုနားလည်အောင်လုပ်တင်လဲပေါ့နော်အဲ့ဒါမျိုးလေးအကြံဉာဏ်သွားတောင်းတာမျိုးဆရာတွေနဲ့ထားရိုက်သွားထိတွေ့တာမျိုးလေးအမှလုပ်ဖြစ်တယ်ပေါ့နော်အဲ့ဒါနေမှတစ်ဆင့်ဒီကိုကဒီဟာကိုနားလည်ပြီးအဆင်ပြေပြီဆိုတော့မှပဲစိတ်တရအရာမျိုးလေးလည်းရှိရပေါ့နော်အဓိကတော့အဲ့မှာအမ technology ဘိုင်းနဲ့ပတ်သက်တဲ့ဒီဟာလေးမှာနည်းနည်းအခက်အခဲလေးတွေဖြစ်ခဲ့တာပေါ့နော်တခြားဟာတွေကတော့အရင် stress
မပြည့်ဘူးပေါ့နော်အမှန်တိုင်းပြောရလို့ရှိရင်ဘာလို့လဲဆိုတော့ဒီအမတို့ဒီ Bangkok University တချို့ course တွေက mainly focus on business ပေါ့နော် business course တွေကိုနည်းနည်းလေးလဲ focus လုပ်တယ်လို့ပြောလို့ရတယ် hospitality လက်တွေ့အားမျိုးထပ်ပေါ့နော်အဲ့တော့အမကခုနတော့ expectation မကောက်ဘူးဆိုတဲ့ဟာလေတကူရှိတာကတချို့ class တွေမှာအဲ့အမတို့ university အနေနဲ့ practically လိုရလို့အမခံစားရပေါ့နော် practical မရှိရမဟုတ်ရှိတယ်field trip တွေလည်းသွားရတယ်ဒါပေမဲ့ဥပမာ restaurant operation တို့ဘာလို့ဒါမျိုးဆိုလို့ရှိရင်အဲ့လိုမျိုး major တွေမှာဆိုလို့ရှိရင်နည်းနည်းနည်းသေးရလို့အမခံစားရပေါ့နော်အမအဲ့ဟာကို intern စပြီးတော့လုပ်တဲ့အချိန်မှာဆရာတွေကို complaint တက်တယ်ပေါ့နော်ဒါနင်တို့ဒီ restaurant operation management ကိုသင်ခဲ့ဆိုမှဒီအခြား time course တွေမှာဆိုလို့ရှိရင်ပြီး restaurant မှာအဲ့လိုမျိုးတကယ် practically လုပ်ရတဲ့ဟာမျိုးတွေလုပ်ရတယ်ဒါပေမဲ့အမားတို့နေချာမှာ international မှာအဲ့လောက်ကြီးထိမလုပ်လိုက်ရဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီအမားတို့ရဲ့ team ပေါ့နော်ဒီmain ဆရာမကနေပြီးသူတို့ဒီ culinary art တို့ဘာလို့ကနေအမတို့တင်တာဟိုအဲ့ဒီ restaurant operation တို့ပါလို့ဆိုရင်အဲ့ဒီ restaurant operation ဆရာကြီးပြော तू ကအကုန်လုံးကိုစုပြုံပြီးတော့တင်စီချင်တာပေါ့နော်ဥပမာ food cost control လဲဒီ major တစ်ခုထဲမှာပဲအဲ့လိုတဘာသာထဲမှာပဲသင်ရမယ်နည်းနည်း focus လုပ်ရမယ်ဟာတော့နည်းနည်း general တွေနဲ့အကုန်ဟိုစုတီစုလေးတင်တော့အမှန်တိုင်းပြောလို့ရှိရင်အဲ့ major လည်းနည်းနည်းခက်ခဲခဲ့ရပေါ့နော်အမတို့ကနည်းနည်းစီပဲထိတွေ့လိုက်ရတဲ့ပုံစံဖြစ်သွားတာပေါ့နော်အဲ့ major တော့ဆိုရင်အဲ့ major တော့ဆိုရင် practical cost တွေလည်းနည်းရဖြစ်တဲ့အတွက်အမတို့ intern လုပ်တဲ့အခါမှာနည်းနည်းလေးဒုက္ခရောက်တယ်ပေါ့နော်ကိုကpractically အရင်မသိခဲ့ရတဲ့အခါကျတော့main ပြင်မယ် formula တွေပြီးတော့ဒီသွားတဲ့flow တွေအားလုံးနားလည်နေတယ်ဒါပေမဲ့ management ပိုင်းပေါ့နားလည်နေရကွာဒါပေမဲ့တကယ်လက်တွေ့ service လုပ်ရတဲ့အပိုင်းမှာအားနေရပေါ့နော်အဲ့လိုပုံစံမျိုးလေးကြုံရတယ်ပေါ့နော်အဲ့ဟာမျိုးလေးကြုံရတဲ့အခါမျိုးရှိခဲ့တယ်ရှိတော့overcome လုပ်တာထက်ဒီဟာတွေကexpectation နဲ့မကိုက်တဲ့ဟာမျိုးလေးတွေကြုံရတာပေါ့နော် cost တွေမှာအဲ့ဟာကတော့ဘလို့မှမတတ်နိုင်ဘူးဆရာတွေကိုတွားမိတာမျိုးရှင်းမရှိအမကိုယ့်အကိုလေးလာတာမျိုးပေါ့နော်အဲ့တော့ကိုက extra subsidy အားကြောင့်မလို့နိုင်ရတယ်ဆိုတာတကယ်ပေါ့နော်ကိုယ့်အကို extra မလေးလာဘဲနဲ့ extra ဒီclass တစ်ခုတည်းနဲ့ဘလို့မှမလုံလောက်ဘူးပေါ့နော်အမှန်တမ်းပြောရင်လက်တွေ့လောက်ရတဲ့အချိန်မှာကိုက management ဘိုင်းကိုကျွမ်းနေရဆိုရင်တော့မှဒီတကယ်လက်တွေ့ service လုပ်ရတဲ့အချိန်နဲ့အရန်กว่าတယ်ပေါ့နော်အဲ့တော့ဖြစ်နိုင်လို့ရှိရင်ကိုက extra ဒီကိုယ့်ရဲ့ဒီ university course တွေအပြင်ကိုပေါ့နော် extra အနေနဲ့တက်တဲ့နေဒီအမတော့ course ရကိုအားကိုးရမျိုး YouTube အားကိုးရမျိုးအဲ့လိုမျိုးလေးလုပ်တယ်အဲ့တော့အဲ့နှစ်ခုကအမတက် supporting ဖြစ်တယ်ပေါ့နော်ဒီ normal course တွေထပ်စားလို့ရှိရင်ပြီးတော့ဆရာတွေစီကနေပြီးတော့အကြံဉာဏ်ယူတာမျိုးပေါ့နော်ဘာလို့ဆိုတော့ဆရာတွေထဲမှာမတို့တချို့ဆရာတွေကကြတော့business course တင်တဲ့ဆရာတွေကကြတော့ဒီထို hotel ဘိုင်းကိုမလုပ်ခဲ့ဘူးဆရာရှယ်တော့ only business ပဲပေါ့နော်ဒါပေမဲ့ hotel ဘိုင်းကိုလုပ်ခဲ့ဆရာနဲ့ရောက်3ယောက်လောက်ရှယ်ဆိုအဲ့ hotel ဘိုင်းမှာလုပ်ခဲ့သူတို့ experience တွေကိုအမှသွားနားထောင်တာမျိုးသွားပြောတာသွားပြီးတော့မေးတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေလုပ်ဖြစ်ပါတယ်အဲ့ဒီဟာတွေကနေပဲသစင်နည်းနည်းကိုဒီနေကြကိုသွားမဲ့လမ်းကြောင်းကိုပြန်ပြီးတော့ focus ပြန်လုပ်ပြီးတော့ပြန်ရှာရတာပေါ့နော်အဲ့တော့ဒီတိုင်းပဲနေမယ်ဆိုလို့ရှိရင်အမတို့ဒီမှာကြာ hotel management ကဒီကျောင်းမှာ management ပါခုနပြောသလိုပဲ management ပါကိုနည်းနည်းလေးပို့ပြီးတော့အားစိုက်ပြီးသွားရမိချာဖြစ်တဲ့အတွက်တကယ် intern လုပ်တဲ့အခါမျိုးမှာတွေ့ကြုံရတဲ့အခါမျိုးမှာဆိုလို့ရှိရင်ကြတော့နည်းနည်းအရန်กว่าတယ်ပေါ့နော်ခုနလိုမျိုးပဲလုံးနဲ့စာနဲ့กว่าတယ်လို့မျိုးပဲပေါ့နော်အဲ့ဒါမျိုးလေးရှိတဲ့အတွက်ကြံညံနေရတော့ဒီ professor တွေစီကနေပြီးတော့ပဲအမြဲယူဖြစ်တယ်အဲ့ဟာကြီးကနေ overcome လုပ်တယ်ပြီးတော့ကိုနဲ့5 to ရတငယ်ချင်းတွေပေါ့နော်သူတို့စီကနေပြီးတော့သူတို့ရဲ့အတွေ့အကြုံတွေသူတို့အကြံဉာဏ်လေးတွေစိတ် PC ရဲ့အခါမျိုးတွေမှာတောင်းဖြစ်တယ်ကိုအပြင်ကစာလေးလေးလာတယ်အပြင်ကစာကြီးဖတ်တယ်ပေါ့နော်အဲ့တော့တောင်းစာတစ်ခုရင်းနေတော့လုံးဝဘယ်မေဂျာပဲတင်လုံးလောက်မှမဟုတ်ပါဘူးအဲ့တော့အဲ့ဒါလေးကိုလည်းအမကြံပေးချင်တယ်ပေါ့နော်ကိုကျောင်းစာတင်တဲ့ဒီ class တစ်ခုလေးနဲ့ပဲမဟုတ်ဘဲနဲ့တခြားသောအကြောင်းအရာတွေလည်းစာဖတ်ပါဘာလို့ဆို hotel management ကမန်တိုင်းပြောရင် service တစ်ခုလည်းမဟုတ်ဘူးအများကြီး is more than management ပေါ့ဒီ the industry တစ်ခုရဲ့ management အကုန်လုံးကိုလေ့လာလို့ရတယ်ပေါ့နော်အဲကြောင့်မလို့ဖြစ်နိုင်လို့ရှိရင်အကုန်လုံးကိုဖြန့်ကျက်ထားပါပေါ့နော်စိတ်ကိုလည်းဖြန့်ကျက်ထားပါအဲအခါကျမှဒီကိုသွားခြင်းနဲ့အနေချာပို့ပြီးတော့ထိထိမိမိပို့ပြီးလေ့လာနိုင်မယ်လို့မှထင်ပါတယ်ဟုတ်တယ်ပါအဲ့ဆိုလို့ရှိရင်ပေါ့နော်အဲ့ဆို mental နဲ့ပတ်သက်ပြီးတော့အရင်အဲ့လိုနောက်နှားရပြီးတော့စိတ်ညစ်တဲ့အချိန်သုံးတဲ့ပြန်ပြီး overcome ဖြစ်အောင်သုံးတဲ့နည်းလမ်းလေးရှိလားရှင်okay
မိချာနဲ့ပတ်သက်ပြီးခဏအမပြောသလိုပဲပေါ့နော်အရင်နောင်တရသွားတယ်ဆိုပြီးတော့တွေးပြီးတော့ထိုင်ကုန်နေလို့တော့မရဘူးပေါ့နော်အဲ့တော့ကိုကလည်းရွေးချယ်ပြီးသွားပြီဆိုတဲ့ခါကျတော့ရွေးချယ်ပြီးသွားပြီဘာဆက်လုပ်မလဲပေါ့နော်အရှိရအကြောင်းအရာကိုတော့မြင်ရတာပေါ့နော်ဘာငါတော့ဘလို့ opportunities တွေဘာလုပ်ရင်ရလာနိုင်လဲဆိုတဲ့ဟာမျိုးတော့မြင်တတ်ရမယ်လို့အမခန်းစားရတယ်အဲ့တော့အဓိကအမတို့ hotel job နေနေဆိုလို့ရှိရင်အင်္ဂလိပ်စာဒါမှမဟုတ်လို့ရှိရင်တခြားဘာသာစကားတခု Chinese ပေါ့နော်ဒါမှမဟုတ်လို့ရှိရင် Thai မှာပဲပြန်လုပ်မယ်လို့တွေးထားရင်တော့ Thai ပေါ့နော် language ဘာသာစကားတခုခုကိုတော့အမြင်စပြီးတော့လေ့လာနေမှာဖြစ်မယ်ပေါ့နော် sorry ပါအဘာအနေနဲ့ဒီအဓိကခုန regret look like ဖြစ်သွားပြီဖြစ်ထားတဲ့ဟာမျိုးလေးတော့ကြုံရတယ်ရှိရဒါပေမဲ့အဲ့ဒါယူလဲအမတို့ကဆက်တည်သွားလို့ရှိရင် regret ဖြစ်နေရပြီပဲရှိမယ်เนาะဘာမှကိုကထပ်ပြီးတော့ကိုယ့်ရဲ့ development ဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့ခါကျတော့အဲ့တော့ကိုကဘယ်လိုလုပ်ဘာကိုရှေ့မှာဘယ်လို opportunities တွေရှိနေလဲပေါ့နော်ကိုရဲ့မိချာနဲ့ပတ်သက်ပြီးတော့ဒီဟာကိုပဲငါဆက်သွားမယ်ဆိုလို့ရှိရင်ငါဘာလို့ရနိုင်မလဲပေါ့နော်အဲ့ဒါလေးကိုပို့ပြီးတော့ကြိုတွေးပြီးရယ်ကြိုတွေးရယ်ကြိုကြည့်ရယ်job search လုပ်တယ်ကျန်ညာတောင်းအဓိက professor တွေစီကနေကျန်ညာတောင်းတာမျိုးလေးရှိရယ်ဘာလို့တင်လဲတွေ့ရမျိုးရှိတယ်ပြီးရင်ဘာ skills ဖြစ်တင်လဲပေါ့နော်အဲ့ဒါမျိုးလေးရှိရယ်ဒါပေမဲ့ခုနကအမပြောသူဒါကအမကြိုတွေးပြီးတော့ mental breakdown ဖြစ်တဲ့အချိန်မှာကြိုတွေးရဲ့အချိန်တော့မဟုတ် mental breakdown ဖြစ်တဲ့အချိန်မှာ regret ဖြစ်တဲ့အချိန်မှာတော့ကိုအရင်ဆုံးလက်ခံလိုက်တယ်ပေါ့နော် accept လုပ်လိုက်တယ်ပေါ့နော်ငါဒါစိတ်ထဲမှာတော့ mentally အဆင်မပြေဘူးbreakdown ဖြစ်နေတဲ့အချိန်လေးရှိရဲအဲ့တော့ငါကို embrace လုပ်ရတယ်ကို accept လုပ်ရတယ်ကိုဒီခံစားချက်လေးကိုနားလည်ရတယ်ပေါ့နော်ဒီဟာမျိုးလေးဖြစ်နေပြီဆိုနောက်တော့မှခုနကတော့ပြောတဲ့ဟာအဆင့်ဆင့်လေးတွေကိုငါဘယ်လိုပြန်လုပ်ရင်တော့ဘာကို opportunities တွေဘာရလာနိုင်လဲဆိုတဲ့ဟာမျိုးလေးတွေဆက်တွေးပြီးတော့ဆက်လျှောက်တယ်ပေါ့နော်အဲ့တော့အမှန်တော့လေအမားတို့ကစိတ်လောတာမျိုးတွေကြောင့်လေ regret ရတာမျိုးလေးရှိရယ်ကိုသွားနေတဲ့လမ်းကြောင်းအားမျိုးအားမရဖြစ်နေနဲ့မရောက်နိုင်တော့ဘူးဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ patient မရှိတဲ့ဟာမျိုးလေးတွေလည်းရှိရယ်ဒါပေမဲ့ဖြည်းဖြည်းမှန်မှန်နဲ့ဆက်သွားနေရယ်လုံနေတယ်ဒါပေမဲ့ကိုလိုနေတဲ့ skills တွေလည်းဆက်ပြီးတော့ဖြည့်နေရယ်ဆိုလို့ရှိရင်တော့နေ့တစ်ချိန်မှာကိုလိုချင်တဲ့နေရာကိုရောက်မှာပေါ့နော်အဲ့တော့ဖြစ်နိုင်လို့ရှိရင်တော့ patient ရှိပြီးတော့ကိုသွားခြင်းနဲ့ကိုလိုချင်တဲ့ opportunities တွေကိုလည်းတက်ဖြည်းဖြည်းနဲ့မြင်အောင်ကြည့်ပေါ့နော် job search လုပ်ဒီကအရင်အမှန်တမ်းပြောရင်နည်းနည်းလေး competition တော့များရဲဆိုပေမဲ့ကိုရဲ့ skills တွေကိုလည်းဖြည့်ထားရင်းနဲ့ပဲဆက်လျှောက်သွားစေချင်တယ် mental breakdown ဖြစ်တဲ့ခင်မှာလည်းကိုပြန်ပြီးတော့အနာပေးပေါ့နော်စိတ်နာပေးဒီပြီးတော့တဘာဝနဲ့ထိတွေ့ပြီးပေါ့နော်အမကတော့တဘာဝနဲ့ထိတွေ့ပြီးတာမျိုးလေးကြိုက်တယ်ပြီးတော့ပန်းချန်သွားပြီးကိုစဉ်းစားရမျိုး reflection လုပ်တာမျိုးငါဘာလို့ဆက်လုပ်တင်လဲပေါ့နော်အဲ့လိုမျိုးလေးစာချရေးတာမျိုးပြီးတော့အဓိက journaling လုပ်တာမျိုးပေါ့နော်အဲ့ဒါလေးကတော့အမ mental breakdown ဖြစ်တဲ့အချိန်မှာတော်တော်လေးကိုထောက်ကူပြုခဲ့တဲ့အကြောင်းအရာလေးပါဟုတ်ကဲပါအဲ့လိုမျိုးပေါ့နော်ခုနကပြောသလိုပန်းချန်လေးသွားတာတချင်းနှောင်းထောင်လိုက်တာလေးတွေကလည်းပေါ့တကယ်ကို mental breakdown ကိုအဲ့လိုမျိုးကျော်လွှားနိုင်ဖို့အတွက်ကူညီဖြစ်စေတဲ့အရာလေးလို့ပဲမြင်ပါတယ်ဆိုတော့ခုနကအမပြောသွားတဲ့ထဲကပဲပေါ့နော်တချို့တွေကြတော့လေအရန် perfectionist ဖြစ်နေတာပေါ့ဒီကိစ္စတစ်ခုမှာငါကတော့လုံးဝဘယ်လောက်ထိစူးစမ်းလိုက်ပြီးတော့ result ကိုဘယ်လိုမျိုးလိုချင်တယ်ဆိုပြီးကြိုပြီးတော့တွေးထားပြီးတော့မှအရန်အဲ့လိုတွေးထားတဲ့အခါမှာခါလေကြလို့ရှင် result ကကိုမှန်းထားတာနဲ့မကိုက်တတ်ဘူးပေါ့နော်ကိုကတော့အရန် perfectionist ဖြစ်ချင်ပြီးစူးစမ်းထားပေမဲ့လေဟုတ်တယ်ထွက်လာတဲ့အခါမှာအဲ့လိုမျိုးမကိုက်တဲ့ချိန်ဆိုအရန်စိတ်ပြတ်သွားတတ်ကြတယ်ကိုအရှိကစူးစမ်းခဲ့သမျှကိုပါကိုယ့်ရဲ့ effort တွေကိုပါကိုပြန်ပြီးတော့ငါတော့စူးစမ်းခဲ့ရပဲဆိုပြီးတော့ပြန်ပြီးမတွေးနိုင်မိတော့တဲ့အခိုက်အတန့်မျိုးအရန် overwhelm ဖြစ်သွားတဲ့အခိုက်အတန့်မျိုးရှိရပေါ့နော်အဲ့လိုမျိုးအမအနေနဲ့ရောဖြစ်ဘူးလားဘယ်လိုမျိုးလေး overcome လုပ်ဖို့ကြံပေးချင်လဲရှင်အဲ့တော့ခုနလိုမျိုးပေါ့နော်အမကတော့အရန်တကယ်အရန် perfectionist အဖြစ်လေခါလေးကြရင်အမပို့လို့မိလေလို့တော့ပြောရမလားမသိဘူး perfectionist ဖြစ်သားလေကိုပို့ပြီးတော့အသေးစိတ်လုပ်ရလေပေါ့နော်အဲ့တော့ဖြစ်ဘူးလားဆိုတော့အမတို့ကအဓိကproject လုပ်ရတာမျိုးလေးတော့ရှိရပေါ့နော် project ဆိုတာအဲ့လိုမျိုးdetails travel tour and tour ပေါ့နော်ဒီလိုမျိုးတွေမှာ itinerary တွေဆွဲရတာမျိုးလေးရှိရပေါ့နော်ဒီနှစ်က tour operation management ပေါ့နော်အဲ့လိုမျိုးအဲ့ဒီမှာဆိုလို့ရှိရင်အမတို့ကဒီတရက်စာဒါမှမဟုတ်လို့ရှိရင်2ရက်sorry day trip
ပုံစံမျိုးရတယ်နောက်တစ်ခုဆိုလို့ရှိရင်2ညအိတ်3ရက်3ညအိတ်4ရက်အစသည်ဖြင့်ပေါ့နော်ကိုရောင်းမဲ့ draw plan နဲ့ပတ်သက်ပြီးတော့မတို့အသေးစိတ် project ဆက်လုပ်ရရပေါ့နော်ဗီဒီယိုတွေလည်းရိုက်ရတယ်ဒီ tour နဲ့ပတ်သက်ပြီးအကုန်ပေါ့နော်ဟိုလုံးဝကွာ tour တစ်ခုစပြီးတော့ရောင်းရတယ်ဆိုတော့ပုံစံမျိုး business စလုပ်ရတယ်ဆိုတဲ့ပုံစံမျိုးကိုစလုပ်ရတယ်ပေါ့နော်ဒါပေမဲ့အဲ့မှာဆိုရင်မအရင်အသေးစိတ်လုပ်ရတယ်နေ့တိုင်းအမတို့ဒီ day trip ပဲဆိုပေမဲ့အများကြီးပဲပေါ့နော်ဟို poster ကြီးလုပ်ရတယ်အသေးစိတ်ဘယ်နေရာမှာဘယ်သွားမယ်ဘယ်ပတ်စံလေးတော်တော်လေးကုန်နေပေါ့နော်ဒါလို့ရှင်ကိုရီးယားတော့အသေးစိတ်ကြည့်လေအသေးစိတ်လုပ်ရပြီဆိုတော့ competition လို့ပုံစံမျိုးဆိုတော့ခါရဲပြီးတော့တစ်ဖက်ကဒီ tour company ကနေပြီးတော့အမတို့ကိုdesign လုပ်ပေးမှာပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့ဟိုအသေးစိတ် budget ကအစဟိုလုပ်ရတယ်ပြီးတော့ဒီဟာကိုဘယ်လောက်နဲ့ရောင်းမှလဲပြီးတော့ business plan ပေါ့နော်ဆွဲရတယ် marketing plan business plan ပြီးတော့ဒီ Instagram page တွေပြီးတော့ Facebook page တွေအဲ့ဒါလေးလည်းဖွင့်ပြီးတော့ကိုယ့်ရဲ့ tour တွေကို promote လုပ်ရအမျိုးလေးရှိရပေါ့နော်အဲ့တော့အဲ့ဟာမှာဆိုလို့ရှိရင်တို့ကအမှန်တမ်းပြောရရင်တော့ detail ပို့တော်တော်လေးကိုလုပ်ထားရတယ်ပေါ့နော်detail လုပ်ထားရဲပြီးတော့ expectation လည်းရှိရဲကိုဒီအလုပ်ကိုဒီဟာကိုလောက်အောင်ဟိုရအောင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ရှိရဲပေါ့နော်ဒါပေမဲ့ခုနပြောသလိုပဲလောက်ရတဲ့ဟာ result ကတိတ်ပြီးတော့နောက်ဆုံးဆင့်ထိတော့ပါသွားတယ်ဒါပေမဲ့နောက်ဆုံးဆင့်မှာပြုတ်သွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့ကိုလောက်ထားတဲ့ expectation ကကျသွားတာပေါ့လေနော်အဲ့လိုပဲတခုခုဟိုဖြစ်သွားလို့လားဘယ်လောက်များกว่าသွားလို့လဲကိုလာရဝိုင်းထင်းနေလေရှင်တဲ့အချိန်မှာကိုတော့ဒီမှာကိုလှုပ်ထားတဲ့ detail ဖြစ်တဲ့အတွက်ဘာလို့กว่าသွားလဲဆိုတဲ့ဟာတွေဖြေရှာမတွေ့ရအောင်ရှိရပါတော့အဲ့တော့အဲ့လိုမျိုးစိတ် perfectionist လောက်ထားတဲ့အချိန်မှာဆိုလို့ရှိရင် overwhelm ဖြစ်သွားတယ်မလုပ်ဒီဒါမျိုးကြီးမလုပ်ချင်တော့ဘူးဆိုတဲ့ဟာမျိုးတွေဖြစ်သွားတယ်ပေါ့နော်အဲ့မဲ့လည်းအဲ့ဒါတော့ဟိုမတက်နိုင်ဘူးပေါ့လေနော်ဒါကဖြစ်ချင်းကတော့ဒီ team တစ်ခုလုံးကနည်းနည်းတော့စိတ်ညစ်ရတာပေါ့လေနော်နည်းနည်းကိုရီးယားကဒါအချိန်နဲ့ပြီးပြီးတော့ semester လုံးလုပ်ထားတာဖြစ်တဲ့အတွက်သူလိုပဲအကုန်လုံးကတော့အမှန်တိုင်းပြောရရင်နည်းနည်းစိတ်ညစ်သွားကြရဲဆိုပေမဲ့အမားတို့ဖွဲ့ရအကောင်းတာတစ်ခါရှိရတချို့အမားဆိုလို့ရှိရင်လည်းခုနကပြောသူ overwhelm ဖြစ်ပြီးတော့လုံးဝ down ဖြစ်သွားရဲဆိုပေမဲ့တချို့တငယ်ချင်းတွေကကြတော့ဟိုနှစ်သိမ့်ပြီးနိုင်နေပေါ့နော်အဲ့လို positive mindset positivity လေးရှိကြတယ်အဲ့တော့လူပြောရရင်ကိုပေါင်းတဲ့တငယ်ချင်းတွေရနေလေတစ်ဆင့်နှိမ့်သိမ့်အားပေးမှုပေါ့နော်အဲ့ဒါလေးကိုလည်းခံယူတတ်ရမယ်လို့အမှထင်နေပေါ့နော်ဒါကဟို group project တွေလုပ်တဲ့အခါမှာ teamwork skills ပေါ့နော်teamwork ဒီမှာ team ထဲမှာအကုန်လုံးညီနေကြတယ်ဆိုလို့ရှင်လည်းပို့ပြီးလို့ကောင်းနေနေเนาะအဲ့လိုပဲငွေချင်းတွေကဆန်ပြေကြတော့ခါကြတော့ဒီလိုပဲနှစ်သိမ့်ပြီးတယ်အဲ့တော့ဟိုဘယ်လိုပြောမလဲအရင် expectation high လောက်ထားတော့ကောင်းနေဆိုပေမဲ့အရင်လောက်ထားလည်းမကောင်းဘူးပေါ့เนาะအဲ့တော့ဟိုကိုတွေးလေးတွေပြောင်းသွားတာပေါ့အဲ့ခါကြလို့ရှင်ကိုရဲ့ mindset အဓိကကတော့ mindset ပေါ့เนาะokay ဒါကတော့ဒါအကောင်းဆုံးဒါငါအတွက်တော့အကောင်းဆုံးပဲဒါပေမဲ့သူတို့ဒီမှာရှိတဲ့သူတို့ရဲ့ဒီ professional criteria တခုမှာကိုလိုအပ်ချက်ရှိသွားတာမျိုးလေးဖြစ်နိုင်တယ်ဒါလိုမျိုးလေးပဲအမှ mindset နည်းနည်းပြန်ချိန်ရတာပေါ့နော်အဓိကတော့ mindset ပဲပေါ့နော်အဲ့တော့ဟို mindset လေးနည်းနည်း short ပြီးတော့လို့ expectation အရင်ထားပဲနဲ့ထားရ expectation ရှိရမကောင်းလို့ကောင်းတယ်ဒါကိုလုပ်ဖို့အတွက်အလုပ်လုပ်ဖို့အတွက် motivation တခုရတယ်ကွာဒါပေမဲ့တကယ်ကိုဖြစ်လာတဲ့ကြုံလာတဲ့အချိန်မှာဆိုလို့ရှိရင်လည်းအရင် panic ဖြစ်ပြီးတော့နောက်လုပ်တွေပါဆက်မလုပ်နိုင်တော့တဲ့အချိန်မျိုးတော့အမှအဲ့လောက်ထိတော့ဟို expectation အရင် high ဖြစ်ပြီး overwhelm မဖြစ်စေချင်ဘူးเนาะအဓိကကိုယ့်ရဲ့ mindset လေးတစ်ချက်ပြန်ပြီးတော့ချိန်ပြီးတော့ကိုနောက်ထပ်ရောဒီထပ်ပို့ပြီးတော့ကောင်းတဲ့ဟာလေးတွေပို့ပါဆက်လုပ်နိုင်မလဲဆိုတဲ့ဟာမျိုးလေး mindset shift လုပ်လိုက်တာပေါ့နော်အဲ့တော့ mindset shift လုပ်တာမျိုးလေးတွေလည်းလုပ်စီချင်တယ်ပြီးတော့အမတခုခုအရန်ဒေါသထွက်တာမျိုးစိတ်ညစ်တာမျိုးလုံးဝကိုမခံစားနိုင်တော့ဘူးဆိုတာအဲ့လိုကိုယ်စိတ်ကိုထိန်းမရတော့ဘူးဆိုတဲ့အချိန်မျိုးဆိုလို့ရှိရင်အမဟိုကို religion ဗုဒ္ဓဘာသာ religion ဆိုလို့ရှိရင်တော့ဗုဒ္ဓဘာသာနဲ့ဖျားရှိခိုးတာမျိုးပြီးတော့တရားထိုင်တာမျိုးလေးလုပ်ဖြစ်တယ်ပေါ့နော်ပြီးတော့ spiritually အရအဲ့လို negative တွေ intention လောက်တာအိမ်မှာဒီ negative ဒီmusic လေးတွေဖွင့် frequency music လေးတွေဖွင့်ပြီးတော့အမတရားထိုင်တာမျိုးကြီးစလုပ်တယ်ပေါ့နော်အဲ့ဒါကဟိုဒီတော်တော်လေးကိုယ့်ရဲ့စိတ်
နေရာတစ်ခုငြိမ်သွားစေတယ်ပေါ့နော်အဲ့တော့စိတ်အရန်ကိုကစိတ်အရန်မြန်နေသူ overwhelm ဖြစ်လွယ်တဲ့သူဆိုလို့ရှိရင် meditation က is best medicine ပဲပေါ့နော် meditation ကဟိုဘယ်ဘာသာမှမဟုတ်ဘူးဒီတိုင်းbreathe in breathe out workout လုပ်တာမျိုးလေးတွေပြီးတော့ inhale exhale လုပ်တာမျိုးလေးတွေလည်း transition နဲ့ပေါ့နော်ဒါကတော့ဟို mentally အရာအရန် overwhelm ဖြစ်လာတာမျိုးလုံးဝဆက်ပြီးတော့ကိုမထိန်ချုံနိုင်တော့တဲ့အချိန်မျိုးဆိုလို့ရှိရင်ခုနှစ်ချက်အသက်ရှူတစ်ခါရှူပြီးတော့ခုနှစ်ချက်အောင်ပြီးတော့ပြန်ထုတ်တာမျိုးပေါ့နော်အဲ့ practice လေးကတော့အမြဲလုပ်တယ်ပေါ့နော်ဟိုမှာတခုခုပွဲတွေပါရှိလို့သွားတယ်စကားပြောရမယ်ပွဲတွေပါရှိလို့သွားရမျိုးဆိုလို့ရှိရင်လည်းအဲ့ဟာမျိုးလုပ်ဖြစ်တယ်အဲ့တော့ဟိုအသက်ရှူရဲ့ခုနှစ်စက္ကန့်အောင်နေ sorry ခုနှစ်စက္ကန့်အောင်ပြီးတော့အသက်ပြင်ပြီးတော့ထုတ်တာမျိုးပေါ့နော်အဲ့တော့အဲ့ဟာက mentally state brain level တခုခဏငြိမ်သွားစေပြီးတော့ကိုယ်လုံးလုံးမဲ့ရတခုပြင်ပြီးဆက်တွေးလို့ရတယ်ပေါ့နော်ဒါကတော့ဒါ practice လေးပါဒီ quick practice လေးက helpful ဖြစ်မယ်လို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါရှင်းပြလို့စီစဉ်တင်ပါတယ်အဲ့လိုပဲပေါ့နော်တကယ်လဲမမပြောတဲ့နီလန်းလေးတွေကအရန်အဲ့လို overwhelm ဖြစ်နေတဲ့အချိန်ဆိုလို့ရှိရင်တကယ်ထောက်ကူဖြစ်နိုင်တယ်ပေါ့နော်အထူးသဖြင့်ဒီ spiritual ဘိုင်းလေးတွေဖက်ကိုသွားလိုက်တာမျိုးတွေဒါမှမဟုတ်လို့ရှိရင်အိမ်ရှင်းတာကလည်းတော်တော်လေးကို mental breakdown ဖြစ်နေတဲ့အချိန်မှာကိုယ်စိတ်ကိုပါရှင်းသွားတယ်လို့မျိုးခံစားရစီရပေါ့နော်ဟုတ်တယ်ရှိပါဟုတ်ကဲ့ပါအမလည်းပြောခဲ့ခုန teamwork တွေလုပ်ရတယ်ဆိုတော့လေအဲ့လို teamwork တွေလုပ်နေခြင်းနဲ့ရောတစ်ခါလေကျရင်တယောက်နဲ့ကအမြင်တွေကမတူဘူးလေမတူတော့ဟုတ်တယ်သူကတော့ဒီလိုပြောရင်ငါကတော့ဒီလိုပြောရင်အဲ့လိုတစ်ခါလေကျရင်ကတောက်ကဆတွေဖြစ်တာတယောက်နဲ့ဟိုကိုကတော့ project ထဲမှာပါနေတဲ့လူတစ်ယောက်ပဲဆိုတော့လေပြောရလို့ရှိရင်အဲ့လိုတယောက်နဲ့အဆင်မပြေတဲ့အချိန်မျိုးဆိုလို့ရှိရင် group ထဲမှာရှိနေရတာကကိုယ့်အတွက် stress ဖြစ်စေမှာပဲပေါ့နော်ဆိုတော့အမအနေနဲ့ဖြစ်ဘူးလားရှင်ဘယ်လိုဖြေရှင်းရမလဲရှင် Okay ဖြေရှင်းရမလဲရှင်းဆိုရယ်dry answer တဲ့အမလုပ်တဲ့ဟာမျိုးပဲပြောပြမယ်အမတို့ဒီနောက်ဆုံးနောက်ဆုံး final project ပေါ့နော်အရင်ဒီ semester ရဲ့နောက်ဆုံး final project မှာဆိုလို့ရှိရင်လာစတာကနေပြီးတော့လုပ်တဲ့ပွဲရှိတယ်ပေါ့နော်ဒီလာစတာပွဲမှာဆိုလို့ရှိရင် team work အနေနဲ့နည်းနည်းလေးကြောက်စားဖြစ်တာမျိုးလေးရှိရပေါ့နော်ကြောက်စားဖြစ်တာမျိုးဆိုတချို့ကြတော့လေတချို့ idea တွေကြတော့လေတူတာမျိုးတွေရှိရယ် work လုပ်လို့ရတာမျိုးရှိတယ်ဒါပေမဲ့တချို့ idea ကြောင့်လည်းနင်းတွဲထွက်နေပြီးတော့ဒါလေးကတော့ပိုအဆင်ပြေမယ်ထင်တယ်ဆိုတဲ့ဟာမျိုးလေးရှိပေါ့နော်အဲ့တော့စကားအဲ့ဒီအချိန်မှာကိုယ့်ရဲ့ communication ကအရေးကြီးရယ်ပေါ့နော်ကတောက်ကစားဖြစ်တော့မယ်ဆိုတဲ့အချိန်တွေကိုကကြိုပြီးတော့သိရမှာနော်သိလိုက်ဘယ်လိုလဲ notice ဖြစ်လိုက်တဲ့နေပေါ့နော် okay तू ကတော့ဒီလို idea မျိုးနဲ့ငါနဲ့လွယ်နေပြီငါကတော့ဒီလိုပုံစံမျိုးလုပ်ချင်တယ်तू ကတော့ဒီလိုပုံစံမျိုးလုပ်ချင်တယ်အဲ့တော့အဲ့မှာမတို့ open communication ဖြစ်ဖို့လည်းအရေးကြီးရယ်ပေါ့နော်အဲ့တော့တငယ်ချင်းဆိုပေမဲ့တခုရှိတာကကိုယ်တွေပဲအမြဲပေါင်းလာတဲ့တငယ်ချင်းတွေလုပ်တဲ့ project မျိုးဆိုတမျိုးဒါပေမဲ့တချို့တငယ်ချင်းတွေကြာအခုဒီ project လုပ်တော့မှပဲစပြီးတော့တည်ရမျိုးလေးဆိုရင်တမျိုးရှိရပေါ့နော်တချို့ကြာလည်းလုံးဝအဲ့လိုမျိုးလူတွေကြာတယ်ကိုရီးယား comment မပေးသူတွေကိုရီးယားမစသေးသူတွေတို့ဘာမှမလုပ်ချင်ကြဘူးပေါ့နော်မျိုးလေးရှိရဆိုတဲ့အခါကျတော့အဲ့မှာအဲ့လိုမျိုးလူတွေကိုအမတို့ကဒီ leading လုပ်တဲ့အချိန်အမလည်းပြောရအမလည်းနည်းနည်းလေးအဲ့လိုမျိုးလူတွေတွေ့လို့ရှိရင်တို့ assign တစ်ခုပို့ပြီးတော့ပေးရှိပေါ့နော်အဲ့တော့ကိုရပဲစပြီးတော့လုပ်ရမယ်ဆိုလို့ရှိရင်တော့ okay ဘယ်လိုလုပ်ချင်လဲတို့နဲ့ communication openly ပို့လုပ်ဖြစ်တယ်ပေါ့နော်အဲ့တော့ခုနလိုမျိုး idea ကွဲသွားတဲ့ဟာတွေကတော့ထားပါခုနလိုမျိုး assign လုပ်ရတဲ့ဟာမျိုးဆိုလို့ရှိရင်တော့ကိုရီ leak လုပ်ပြီးဆိုလို့ရှိရင်တော့အမတို့ကassign တစ်ခုစပြီးတော့လုပ်ပြီးရပေါ့နော်သူတို့ assign ကိုလုံးဝမယ်ဖောက်ပြီးခွဲပြီးတော့assign လုပ်လိုက်တာမျိုးပေါ့နော်အဲ့ဒါမျိုးလုပ်ပြီးတော့တခုမှနေပြီဆိုလို့ရှိရင်ပြောလိုက်တာမျိုးပေါ့နော်update တယ်ဆိုတာကလည်းဒီနေရာမှာ communication ကောက်လုပ်တာမျိုးနော်စကားအရာတွေ့ white ပြီးတော့ပြောရမယ်စကားအရာပြောတဲ့အချိန်မှာလည်းအရေးကြီးရပေါ့နော်ကိုကဟဲ့နေရတာမလုပ်ဒါဘာလို့မလုပ်ပြရလဲပါလဲအဲ့လိုမျိုးပြောရတဲ့ဟဲ့နင်ဒါလေးကိုလုပ်ဖို့ကြံသေးရဲ့နော်ငါတို့တနင်္လာနေ့တာလို့ရှိရင်ဆရာမကိုတော့ပြမှာငါတို့ဒီ idea လေးတော့လိုချင်တယ်ဒါပေမဲ့ကိုရီဒီ idea နဲ့တော့တိတ်မကိုက်သေးဘူး။ဘယ်လိုပြောင်းပေးလို့ရလဲ။ဒါမျိုးပေါ့နော်။စကားအရာနည်းကျွမ်းကျင်ရနော်။အဲ့လိုမျိုးခင်ဗျဒီလိုတိုင်ရတဲ့ communication လေးတစ်ခုတော့ရှိရပေါ့နော်။ဒါကပြောရလို့ရှိရင်leading လုပ်တယ် lead လုပ်ရတဲ့ဟာမျိုးပြီးဆိုလို့ရှိရင်အလုံးမျိုးမှာပြောလို့ရှိတယ်။ဒါပေမဲ့တချို့ဟာကြတော့လေကို project တွေမှာကို lead မလုပ်ပဲတချို့လူက lead လုပ်ပေးနေတာရှိတယ်။အဲ့ခါကြလို့ရှိရင် follower လုပ်ရမယ်ဆိုလို့ရှိရင် follower ကောင်းတစ်ယောက်ဖြစ်အောင်လုပ်ဖို့လိုတယ်ပေါ့နော်ကို lead လုပ်ရမယ့်အချိန်ရောက်ပြီဆိုလို့ရှိရင်လည်းကိုက lead ကောင်းလုပ်
ဖို့အတွက်လိုတယ်ပေါ့နော်အဲ့ဟာမျိုးလေးနဲ့ပဲသွားပေါ့နော်ကိုကဘယ် ဒီ project မှာတော့ကိုကကြီးပဲသိရမလားငါဒါလုပ်မယ်ဆိုတာမျိုးကြီးပဲကိုယ့်ရဲ့ selfish mindset တစ်ခုရင်းနဲ့ပဲမှာတော့သွားလို့ရမှာမဟုတ်လေနော်ဒါ team work လုပ်နေတာဖြစ်တဲ့အတွက်ဒီချင်းနေမှာသူဘယ်လိုလုပ်မှာလဲဒီ team ကောင်းလုပ်ပြီးနေလားဒီတကယ်လို့ leader မကောင်းဆိုရင် leader ကိုလည်းအမတို့ကပြောတင်တယ်ပေါ့နော်ဟဲ့ဒီဟာကတော့ငါတို့အဆင်မပြေလောက်ဘူးထင်တယ်ဒါဘယ်လိုစပြီးတော့လုပ်လို့ရလဲအဓိက open communication ရယ်ပြီးတော့စကားရဲ့ထုံးနေရယ်ပေါ့နော်အဲ့လိုမျိုးပြောရလေးတွေသတိထားပြီးတော့အမတို့ကတော့problem solve လုပ်တယ်ပေါ့နော်အဲ့တော့ခုနကတော့ Lazada project မှာဆိုတော့ဒီကကိုယ့်ရဲ့တငယ်ချင်းတွေပဲဒါပေမဲ့တချို့ ideas တွေမှာကွဲလွဲသွားရရှိရယ်ပြီးတော့မလုပ်ချင်တချို့ကြလည်းသိမှာဟိုဖြစ်တဲ့လွယ်ပေါ့နော်အဲ့လိုလောက်တာမျိုးလေးလည်းရှိရဲ့ခါကျတော့မတို့ကနည်းနည်းအတိုက်ခံလေးလုပ်ပြီးတော့ပြောရတဲ့အချိန်မျိုးလေးရှိရပါတော့ငါတော့ဒါမျိုးထင်တယ်ဒါပေမဲ့ဒါမျိုးထင်နောက်က research ကိုပြောရပေါ့နော်အမဒီလိုမျိုးနေလုပ်လိုက်တယ်ဆိုရင်တော့impact ကိုနော် impact တစ်ခု result တစ်ခုကိုမတို့ကသူ့ကိုပြောပြပြီးတော့မှ solve လုပ်တယ်ပေါ့နော်အဲ့တော့နေဒါမျိုးလုပ်ရင်တော့ဒါမျိုးဖြစ်နိုင်တယ်ဒါမျိုးလုပ်ရင်တော့ဒါမျိုးဖြစ်ရမယ်ပေါ့နော်ငါပြီးရဲ့ idea ကတော့ဒီလို result ထွက်နိုင်တယ်နေပြအောင်လုပ်ခြင်းငါတို့ကတော့ဒါမျိုးလေးဖြစ်နေဆိုရင်ပိုကောင်းနေဆိုရင်အရာမျိုးပေါ့နော်အဲ့တော့ result လေးတွေပြောပြပြီးတော့ communicate လုပ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာလေးတွေကတော့ teamwork လုပ်တဲ့အချိန်မှာရေးကြည့်မယ်လို့ညွှန်နေတယ်အဲ့တော့ခုနလိုပဲခုနအချင်းပြန်ချုံရမယ်ဆိုရင် project တွေလေးလုပ်တဲ့အချိန်မှာ teamwork တွေအကြောင်းမှလုပ်ရတဲ့အချိန်မှာသူက lead လုပ်မှလေးပေါ့နော်ကိုက leader mindset ရှိနေရဆိုလို့ရှိရင်သူတို့ကဘယ်သူမှလည်းမစသေးဘူးပေါ့အဲ့ဆိုလို့ရှိရင်တော့ကိုကနေစလုပ်ကိုယ်တိုင်စလုပ်လို့ရနိုင်ဖို့အတွက်အခွင့်အရေးဖြစ်တဲ့အတွက်ကိုယ်တိုင်လေးလုပ်ကြည့်ရမျိုးလုပ်လို့ရတယ်တကယ်လို့ဒီ project လုပ်တဲ့အချိန်မှာချိုးဒီရဒီလောက်စလုပ်နေပြီဆိုလို့ရှိရင်လည်းကိုက follower ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်သူစားဖို့လိုတယ် communication တွေမှာတခုခု idea တွေလွဲနေပြီဆိုလို့ရှိရင်စကားတွေကကောင်းပြောနိုင်ဖို့လိုတယ်ပေါ့နော် communication openly communication လုပ်တတ်ဖို့အရေးကြီးတယ်ပေါ့နော်အဲ့ဟာလေးတွေတုံးပြီးတော့ပဲအမတို့ overcome လုပ်ပြီးရှိပါတယ်ဟုတ်ပါတယ်အဲ့လို group project တွေလုပ်ရင်တယောက်နဲ့တယောက်နဲ့ communicate ကတကယ်အရေးကြီးပါတယ်ရှင်ဆိုတော့နောက်ထပ်မေးခွန်းလေးတစ်ခုအနေနဲ့ပေါ့နော် academic life မှာခုနပြောသလိုမျိုးပဲ project တွေနဲ့ပတ်သက်ပြီးတော့ဖြစ်ကြုံလာရမယ့်အခက်အခဲတွေ stress တွေကအများကြီးပဲပေါ့နော်အဲ့ဒါတွေကို overcome လုပ်ပြီးရဲ့အခါမှာကျောင်းသားတစ်ယောက်အနေနဲ့သူ့ကိုယ်သူ appreciate ပြန်လုပ်ပြီးတဲ့ကံတာအရေးကြီးရလို့ထင်လားရှင်အမအနေနဲ့ရောကိုအဲ့လိုမျိုး overcome လုပ်ပြီးတဲ့အချိန်မှာ appreciate ဘယ်လိုမျိုးလုပ်ပြီးဖြစ်လဲရှင်အိုးအမကကိုယ့်ကိုအရင် appreciate လုပ်တာ appreciate လုပ်လွန်နေအဲ့လိုပြောရမလားစတာပါအမတို့က face တစ်ခုအခုအမှန်တမ်းပြောရရင်ဒီ life မှာပေါ့နော်စပြီးတော့ 20s မှာဒီ academic life မှာနေရတဲ့ကြုံရတဲ့ဟာတွေကတော်တော်လေးအမှန်တမ်းပြောရရင်ကြုံရတဲ့ experience တိုင်းကြုံရတဲ့ပြဿနာတိုင်းက experience ပေါ့ experience တွေပဲပေါ့နော်အဲ့ဒီ experience ကြုံရတဲ့ပြဿနာတိုင်းကိုဖြေရှင်းလိုက်နိုင်တဲ့skill လုံးလိုက်ကြော်ဖြတ်လိုက်နိုင်တဲ့ຢာကလည်းဒါကိုယ့်ရဲ့ skill ပဲပေါ့နော်အဲ့တော့ကောင်းကောင်းကြော်ဖြတ်လိုက်နိုင်တယ်ကိုရှုံးမပြီးပဲနဲ့ကိုလိုချင်တဲ့ຢာတစ်ခုကိုလုံးလိုက်နိုင်တယ်တကယ်လို့ခုနတော့လိုမျိုးလုံးဝကြီး regret ဖြစ်တာမျိုးရှိရလုံးဝ breakdown ဖြစ်သွားတာမျိုးရှိအဲ့ breakdown ဖြစ်သွားတာမျိုးကိုစိတ် normal ဖြစ်တဲ့အခြေအနေမျိုးကိုပြန်ပြီးတည်ဆောက်လာနိုင်တယ်အဲ့မျိုးလေးတွေဖြစ်သွားပြီးဆိုရင်ဒါကို appreciate လုပ်တယ်ပေါ့နော်အဲ့တော့နေ့ရက်တိုင်းမှာမတို့က live ပဲပေါ့နော်တနေ့တာဖြတ်တန်းရတဲ့နေ့ရက်တိုင်းက live ပဲပေါ့နော်အဲ့တော့အမ page မှာတင်ပွဲပေါ့the art of noticing ဆိုတာဘာပဲလုံးပေါ့နော်appreciate တတိထားပြီးတော့ခံစားကြည့်ပေါ့နော်ခဏလိုမျိုးwhy me ခုနတော့လိုမျိုးwhy me ပေါ့နော်ဘာလို့ကငါပဲဒီကိစ္စတွေကြုံနေရလဲစိတ်တင်လိုက်တာဆိုတာမျိုးခံစားပြီးဆိုလို့ရှင်တော့ခုနလိုအရှိရပြောခဲ့ practice လေးစပြီးတော့လုပ်ပြီးတော့self reflection လုပ်တာမျိုးလေးတွေစလုပ်ရင်းနဲ့ကိုယ့်ရဲ့ normal state ကိုပြန်ရောက်လာပြီဆိုလို့ရှင်ဒါကိုကြော်ဖြတ်နိုင်သွားပြီပေါ့နော်ဒီတစ်ခုအဲ့ဟာလေးတွေကို appreciate လုပ်တယ်ကိုကလုံးဝ appreciate ပစ္စည်းလက်ဆောင်နေပြီးမှလက်ဆောင်နေရမှကိုယ့်ကိုဆူချလိုက်တာမျိုးတွေလည်းလုပ်နိုင်တယ်ပေါ့နော်ဆိုတော့
ပြောချင်တာကဥပမာတစ်ခုခုလေးဝယ်လိုက်ဝယ်ကိုစုချလိုက်တာပဲဖြစ်ပေါ့နော်ပတ်စံသုံးလိုက်တာပတ်စံသုံးလိုက်ရင်ပျော်ဖို့ကောင်းတယ်နော်ဒါပေမဲ့academy life မှာတော့ချွင်းချင်ပြီးတော့သုံးရတာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးကိုစုချတာမျိုးလေးတွေလည်းလုပ်လို့ရတယ်ဟိုအမကတော့လုပ်လို့ရှိရတယ်ကတော့ကို appreciate လုပ်လို့ရှိရတော့အများကြီးပေါ့နော်အဓိကခုနလိုမျိုးတနေ့တာအတွက်မနက်နိုးလာရင်ကိုတက်ရှင်နေရအောင်ဖြစ်အမကျေးဇူးတင်လေးရှိရပေါ့နော်တက်ရှင်နေရတယ်ကိုယ့်ရဲ့ normal mindset normal state အနေနဲ့မိသားစုနဲ့ပြောခွင့်ရတယ်ပြောနေလို့ရတယ်တငယ်ချင်းတွေဆက်ဆံလို့ရတယ်စာလုံးနေလို့ရတယ်စာလုံးနေနိုင်တဲ့အခြေအနေတစ်ခုရှိရယ်academic life stress တွေရှိရယ်ဒါပေမဲ့ stress တွေကိုကြော်ဖြတ်နိုင်နေသေးတယ်ပေါ့နော်အဲ့လိုမျိုးဟာဒီကြော်ဖြတ်နိုင်နေရယ်ဆိုတော့ဒီကိုယ့်ရဲ့ state mentally state တွေပေါ့နော်အဲ့ဒါလေးအမြဲတတိထားပြီးတော့နေပြီးတော့ကိုနေ့တာအတွက်အမြဲ gratitude လုပ်လို့ရှိရယ်ပေါ့နော်gratitude ကလေအမကရေးလေးရှိရယ်ပေါ့နော်ညဘက်တိုင်းမှာဒီကိုတနေ့တာ appreciate လုပ်လို့ရှိရအရာလေးတွေရေးလို့ရှိရအဲ့ဒါလေးကိုလည်းအမက agreement လုပ်စီခြင်းနဲ့ပေါ့နော်academic stress အရန်များနေပြီဆိုလို့ရှိရင်ဖြစ်ကိုယ့်ရဲ့ life မှာအရန်ကိုအခက်အခဲတွေအများကြီးကြုံနေရတဲ့သူတွေပဲဖြစ်ပေါ့နော် gratitude letter လေးပေါ့နော်တနေ့တာမှာတော့အရင်အကုန်လုံးစိတ်ညစ်နေရတာမျိုးကြီးတော့ရှိမှာမဟုတ်ပေါ့နော်နည်းနည်းလေးnotice လုပ်ကြည့်မယ်ဆိုရင်ခုနလိုမျိုးတနေ့တာမှာအသက်ရှင်ပြီးတော့ထလာရတာမျိုးတနေ့တာမှာစားနိုင်တောင်းနိုင်သေးတာမျိုးတနေ့တာမှာတငယ်ချင်းတွေနဲ့စကားပြောနိုင်သေးတာမျိုးမိသားစုနဲ့စကားပြောနိုင်သေးတာမျိုးပေါ့နော်အဲ့ဒါလေးတွေဖြစ်နိုင်နေဆိုရင်အဲ့ဒါလေးတွေအသေးစိတ်လေးရိုက်ကြည့်ပြီးတော့ gratitude letter လေးရေးပေါ့နော်အဲ့ဒီခါကျတော့ရှိရင်ကိုယ့်ရဲ့ life ကိုကျေနပ်လာနိုင်မယ်ပေါ့နော်ကိုယ့်ရဲ့ life ကိုကျေးဇူးတင်လာနိုင်မယ်ကိုလက်ရှိရောက်နေတဲ့နေရာကိုသူများလူချင်းနေရရှိနေရောက်ချင်တဲ့သူတွေလည်းအများကြီးရှိရပေါ့နော်အဲ့တော့ဘာဖြစ်ကိုယ့်ရဲ့ life မှာကိုဒီလိုအကောင့်ဖြတ်ကျော်နိုင်နေတယ်ဆိုတော့ဒါ blessing တစ်ခုပဲအဲ့ဒါလေးတွေကိုတတိထားပြီးတော့အသေးစိတ်ထားပြီးတော့ကြည့်တတ်လာမယ်ဆိုလို့ရှိရင်လည်းကိုဖြတ်ကျော်နိုင်ခဲ့တဲ့အရာတွေအားလုံး appreciate လုပ်တတ်လာမယ်လို့ထင်ပါတယ်ဟုတ်ခုလိုမျိုးကိုယ်တိုင် appreciate လုပ်တဲ့အဲ့လိုနည်းလမ်းလေးရတယ်တကယ်ကောင်းတယ်ပေါ့နော်အဲ့လိုတနေ့ညတိုင်းမှာအဲ့လိုပြန်ပြီးတော့ရေးရဲဆိုတဲ့ check ကလေးတွေကလေကိုယ့်ရဲ့နေ့စဉ်ရှိနေတဲ့ဟာလေးတွေကို appreciate လုပ်ပေးရတယ်ဆိုတော့တကယ်နည်းလမ်းကောင်းလေးတစ်ခုပါရှင်မိကုံးလေးတော်တော်များများလည်းမေးပြီးသားပါပြီအခုနောက်ဆုံးအနေနဲ့နောက်ဆုံးမိကုံးလေးကိုရောက်ရှိလာပေါ့နော်နောက်ဆုံးမိကုံးလေးအနေနဲ့ကကြတော့ဒီမေဂျာကိုတက်နေရင်လည်းမှာကိုပြန်ပြီးတော့ reflect လုပ်မိရဲ့အခါမှာပေါ့နော်ဒီ mentally ဘိုင်းနဲ့အဓိကပတ်သက်ပြီးတော့မှငါတော့ဒီလိုအရာလေးတင်ယူလိုက်ရပါလားငါမှဒီလိုမျိုး mindset လေးရှိပါလားဒီလိုမျိုးလေးပါလားဆိုပြီးတော့မှပြန်ပြီးတတိထားမိရဲ့အချက်လေးရှိလားရှင်အဓိကကတော့အမတင်ယူနေနဲ့ဆိုလို့ရှိရင်ခုနပြောတဲ့ customer service and guest relation ပေါ့နော်အမ communication ကောင်းတဲ့သူတယောက်ဖြစ်နေလို့တော့ခံစားရတယ်ပေါ့နော်ကိုတင်ယူနေနဲ့တင်စတင်လာရင်နဲ့အတန်းဆိုလို့ကိုစကားပို့ပြောရဟာမျိုး customer service ပေးရတဲ့service work တွေကိုလုပ်ရတဲ့အလုပ်မျိုးပေါ့နော်အဲ့ဟာမျိုး project တွေမျိုးဆိုလို့ရှိရင်အမပို့ပြီးတော့လုပ်နိုင်တယ်လို့ခံစားရတယ်ပြီးတော့ပို့ပြီးတော့လည်း confidence ရှိရလို့ခံစားရတယ်ပေါ့နော်အဲ့အဓိကတော့အဲ့လိုကိုယ်လုံးတက်နေမှတစ်စင်ကိုငါဒါမျိုးလုပ်နိုင်ပါလားဆိုတဲ့ဟာမျိုးလေးမှာcommunication အကောင့်တော်တော်လေးအားကောင်းလို့ပို့ပြီးတော့လုပ်လာနိုင်တယ်ပြီးတော့လေဒီ communication နဲ့ပဲပတ်သက်ပြီးတော့အမပို့ပြီးတင်နေဖြစ်တယ်ပေါ့နော်။အမတို့က guest relation အမအဲ့မှာဆိုလို့ရှိရင်ဒီ guest relation နဲ့ပတ်သက်တဲ့ဟာတွေပို့ပြီးတော့တင်ဖြစ်တယ်ပြီးတော့ problem solving skills ပေါ့နော် guest problem solving skills ဒီနဲ့ပတ်သက်ပြီးတော့ပို့ပြီးတင်ဖြစ်တယ်အဲ့ဒီဟာကဒီကျောင်းစာအပြင်ကိုတင်ဖြစ်တဲ့ဟာတွေပေါ့နော်။ဘာလို့လဲဆိုတော့ဒီ intern တစ်ခေါက်ဆင်းပြီးတဲ့အချိန်မှာကိုကပို့ပြီးတော့လေ့လာဖြစ်သွားပြီပေါ့နော်။ဒီ guest တွေ handle လုပ်ရတာကိုဘယ်လောက်ကိုခက်လဲဆိုတာမျိုးပေါ့နော်ခက်လဲပဲနော်အရင်ကိုရီဟိုတယ်သွားရင်နော်မတိတာဘူးပေါ့နော်focus တွေနဲ့တခြားဒီဝန်ထမ်းတွေဘက်ကနေပြီးတော့ဆက်ဆံရservice ပေးတဲ့ဟာမျိုးကမတိတာပဲမဲ့တကယ် luxury hotels တွေရောက်သွားပြီဆိုလို့ရှိရင်ရောက်သွားပြီဆိုလို့ရှိရင်ဒီဘက်ကိုအလုပ်လုပ်ရတဲ့ဘက်ကပို့ပြီးတော့standard တွေအများကြီးရှိရပေါ့နော်အဲ့တော့ဒီ hotel standard နဲ့အညီလုပ်ပေးရတဲ့ဟာမျိုးလုပ်ရတဲ့ဟာမျိုးရှိရ hotel standard နဲ့အညီ customer service ပေးရတာမျိုးရှိရပေါ့နော်အဲ့တော့အဲ့ဟာတွေကတော့အဲ့ဟာတွေကဒီအမတင်ယူနေတဲ့တစ်လျှောက်လုံးမှာဒီ customer service ကို standard တွေနဲ့အညီလုပ်ပေးရတာမျိုး communication ကောင်းလုပ်ပေးရတာမျိုး
ဒီ satisfaction ရအောင်ဘယ်လိုလုပ်ရမလဲပေါ့နော် casting နဲ့ဆက်သွယ်တဲ့အချိန်မှာလည်းအတင်းလိုက်ယူပြီးအတင်းအတင်း service လိုက်ပေးရတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ standard နဲ့သူတို့လိုအပ်တဲ့နေရာမှာဘယ်လိုလိုအပ်နေရလဲဘယ်လိုပုံစံမျိုးနဲ့ကိုယ့်ဘက်ကပေးလို့ရမလဲဆိုတဲ့ဟာမျိုးလေးတွေသင်ဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကတော့အမသင်ဒါတော့လုပ်နေတခြားဒီမိချောင်းတက်နေတခြားသင်ဖြစ်တဲ့အကြောင်းအရာလေးပေါ့နော်ဒီက hotel intensive မှာပြီဆိုရှင်လည်းပို့ပြီးတော့ဒီဟာတွေကိုအသုံးချဖြစ်တယ်ပေါ့နော်ဆိုတော့တက်တွေ့တကယ်တိတွေ့ရပြီပေါ့နော်အကြောင်းမှာကျတော့ဒါအစာတွေ့ပဲရှိရတယ်เนาะတချို့လည်းတွေ့ရင်ကျတော့တကယ် class တွေနဲ့တွေ့ရတဲ့အချိန်မှာပို့ပြီးတော့သိတာเนาะculture တွေရှိမယ်လူမျိုးမတူတဲ့အချိန်မှာသူတို့ရဲ့ culture တွေသူတို့ရဲ့ပြောတဲ့ပုံစံတွေသူတို့ communicate လုပ်တဲ့ပုံစံတွေကမတူကြဘူးပေါ့နော်တယောက်နဲ့တယောက်နဲ့သူတို့ communicate လုပ်တဲ့အချိန်မှာကိုကဘယ်လိုလုပ်ချင်တာလဲဘာလုပ်ချင်တာလဲဆိုတာကိုသိဖို့လွယ်ဘူး။ကိုရီးယားတွေဘာလာလဲဆိုလို့ရှိရင်အင်္ဂလိပ်စကားတခြားမပြောတတ်ဘူး။သို့ပေမဲ့သူတို့ပြောတဲ့တစ်လုံးနှလုံးသားကိုကိုက guess လုပ်ပြီးတော့သူတို့ဘာလိုအပ်နေလဲဆိုတာကိုသိနိုင်မှုအတွက်ကြိုးစားရတယ်ပေါ့နော်။အဲ့တော့ပြီးတော့မှဆက်ပြီးတော့ service ထပ်ပေးရတယ်ပေါ့နော်။အဲ့ဒါမျိုးတွေတော့အတွေ့အကြုံတွေက communication ဘိုင်းမှာဥမာသဘောကျတယ်ပေါ့နော်။ဒါကတော့ကိုတက်နေတဲ့တစ်လျှောက်မှာကိုရဲ့ဒီက main အရာအတွေ့အကြုံတွေရောစာတွေ့ရောလက်တွေ့ရောတိုးတက်လာတယ်လို့ခံစားရတဲ့အပိုင်းလေးဖြစ်ပါတယ်ဟုတ်အခုကစာကြောင်းနဲ့လည်းပတ်သက်ပြီးတော့ပြောရတယ်ဆိုတော့ဒီလုံးဝဒီ mentally ဘိုင်းနဲ့ mindset ဘိုင်းနဲ့ပတ်သက်ပြီးတော့ဆိုရင်ရောရှိသေးလားရှင် mentally ဘိုင်းနဲ့ပတ်သက်ပြီးတော့ဆိုတာတွေကဘယ်လိုပုံစံမျိုးလဲဒီမှာလဲစာမှုပဲစာလုံးနေရင်းနဲ့sorry ဒီ major တက်နေနဲ့ mentally improvement ဖြစ်လာတဲ့အကြောင်းအရာမျိုးလေးပြောရလားဟုတ်ဟုတ်okay အများကြီးပဲရောဒီ major တက်နေနဲ့ဒီက mentally improvement ဖြစ်လာတာပေါ့ဘာလို့လဲဆိုတော့အမတို့ဘေးဒီ university life academic life ကိုစရပြီးဒီ major ကနေပြီးတော့ distance ဆိုစရပြီးဆိုရင်လူပေါင်းမျိုးစုံနဲ့ထိတွေ့ရတယ်အဓိကအမတို့ခုနကတော့ပြောတဲ့ customer တွေနဲ့ဆက်ဆံရတဲ့ major မျိုးဖြစ်တယ်ပြီးတော့မတူတဲ့ expect တွေရှိရပေါ့နော်ဥပမာခဏတော့ပြောရဲအမလည်းစာကြောင်းလေးနဲ့ပဲဆက်နွယ်ပြီးတော့ပြောမယ်ပေါ့နော်toll planning နေရှိမယ် hospitality management နေရှိမယ် marketing နေရှိမယ် business တွေရှိမယ်လို့အများကြီးရောစုထားတဲ့ major ဖြစ်ပါတယ်အဲ့ major ဒီလိုဘောလုံးလိုမျိုးအများကြီးဘောလုံးလေးတစ်လုံးပေါ့နော်ဒါပေမဲ့အဲ့မှာလှိမ့်နေရတာပေါ့နော်major semester နဲ့ semester နဲ့အဲ့တော့ပြီးတော့အဲ့မှာလည်းခုနပြောရဲ project ပေါင်းစုံနဲ့လူပေါင်းမျိုးစုံနဲ့ဆက်ဆံရမျိုးရှိတဲ့အချိန်မှာတီးခံနိုင်ဆိုရဲနေပေါ့နော် mentally ရဆိုရင်တီးခံနိုင်ဆိုရဲနေ patient skills တိုးတက်လာတယ်အဓိကအဲ့အမလုံးဝ patient မရှိဘူးအမကို patient မရှိအဓိက skill ပထမဆိုအဲ့ mentally ရဆိုရင်တော့စိတ်ရှည်နိုင်မှုတွေတိုးတက်လာတယ်ပြီးတော့ openly ပေါ့နော်တခြားသူတွေကိုဆက်သွယ်တဲ့အချိန်မှာစကားရopen communication ဖြစ်အောင်လို့တိုးတက်လာတယ်ဒီမီတာကနေမှသက်စင်customer တွေဆက်ဆံတဲ့အချိန်မှာလည်း empathy ပေါ့နော်ဒီလိုသူတို့ကိုက empathize လုပ်ရတဲ့ဟာမျိုးတွေကိုသိရတယ်အဲ့တော့ empathy ဆိုတဲ့ဟာမျိုးလေးလည်းပို့ပြီးတော့သိလာတယ်ပေါ့နော်အဲ့ဒါကတော့ဒါ mentally ရတက်လာတဲ့ခြားလူတွေနဲ့ဆက်ဆံရမယ် leadership လို့အကောင်းနေရမယ်ပြီးတော့ခုနပြောတဲ့ stress management တွေမကောင်းတဲ့ stress တွေရောကိုယ့်ရဲ့ကောင်းတဲ့ stress တွေဘယ်လိုပြောင်းလဲမလဲပေါ့နော်ပြီးတော့ daily life မှာကိုခုနပြောတဲ့ဘောလုံးပြန်ရှုံးရရင်ဘယ်လို appreciate လုပ်မလဲအဲ့တော့အဲ့ဒါစရင်ကတော့အမှန်တိုင်းပြောရရင်ဆက်တက်တဲ့2023ကနေစပြီးတော့ဒီခု2025အထိဆိုလို့ရှိရင်တော့ဘယ်လိုပဲအခက်ခဲလာပေါ့နော်တငယ်ချင်း relationship နဲ့ပဲဖြစ်ဖြစ်ကျောင်းစာ stress နဲ့ပဲဖြစ်ဖြစ်အရှိအနာဂတ်ကြီးမျှော်ကြည့်ရတဲ့အလုပ် future လုပ်နေပဲဖြစ်ဖြစ်ပေါ့နော်ဒါပဲလာ balance လုပ်နိုင်သွားတဲ့ဟာမျိုးလေးတော့ခံစားရတယ်ပေါ့နော် work life balance ဖြစ်အောင်ဘယ်လိုနေရမလဲအမှန်တိုင်းပြောရရင် hotel life က work life balance ဖြစ်အောင်တော်တော်ယူနေဖို့ခက်တယ်ပေါ့နော် over time ကြီးလုပ်ရတာမျိုးကြီးလည်းရှိတယ်12နာရီလောက်တနေ့ကို12နာရီလောက် intern တောင်မှာနော်ဒါ12နာရီလောက်လုပ်လိုက်ရတဲ့ဟာမျိုးကြီးလည်းရှိတယ်အဲ့တော့အဲ့ချိန်တွေမျိုးတွေမှာရောကိုယ့်ရဲ့ပြင်ပန်းမှုကိုယ့်ရဲ့ခန္ဓာကိုယ်ရအောင် physical ရအောင် mental ရအောင်ဘယ်လိုကယူဆိုင်မလဲပေါ့နော်အဲ့ဟာတွေတယောက်တည်း handle ကောင်းလုပ်နိုင်ပါပြီလို့တော့ခံစားရပါတယ်အဲ့ဒါလေးကတော့ကိုတက်နေဝေချာတက်နေနဲ့ရခဲ့တဲ့အတွေ့အကြုံများပေါ့နော်ပြပါအခုလိုမျိုး share လုပ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ရေးချင်တဲ့မိကုံးလေးတွေကတော့အကုန်လုံးမေးပြီးပြီပေါ့နော်ဒီနေ့ podcast လေးကတော့ဒီလောက်ပါပဲပါဝင်ပြီးတော့မှဖြေကြားပေးတဲ့ guest speaker မနာရီလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ညီမလေး
ဒီ Della High School လေးကျေးဇူးများတင်ပါတယ်ဖိတ်ကြားပေးတဲ့အတွက်တွေ့ကြပြောကနေတစ်ဆင့်ဒီ podcast လေးကိုနားထောင်နေလို့ရလို့လည်းtips လေး tricks လေးတွေနဲ့ mental လေးကိုဘယ်လိုထိန်းသိမ်းမလဲမိကြပြောလေးဖြစ်အောင်ဘယ်လိုနေမလဲဆိုတာသိကောင်းမယ်လို့ပြောနေပါတယ် အနေနဲ့လည်းပေါ့နော်ရှေ့ဆက်သွားရမယ့်ခရီးလမ်းတစ်လျှောက်မှာလည်းဘယ်လိုမျိုးခက်ခဲပဲရှိအကုန်လုံးကိုကျော်လွှားနိုင်ပြီးတော့မှပျော်ပျော်ရွှင်ရွှင်နဲ့ပဲရှေ့ဆက်လှမ်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ် ဟုတ်ကဲ့ပါရှင်ကျေးဇူးများတင်ပါတယ်ပြီးဆွေးနွေးပေးပါစေ ကဲပါဆိုတော့ဒီ podcast ကိုနားထောင်နေကြတဲ့သူလေးအနေနဲ့လည်းပေါ့နော်ကိုယ့်ရဲ့ major ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဆက်ပြီးတော့မှတက်ရောက်နိုင်ကြပါစေလို့အကုန်လုံးဆုတောင်းပေးပါတယ်ဒီနေ့ podcast လေးကနေပြီးတော့မှအနေနဲ့အများလေးပေါ့နော်ကိုယ့်အတွက်ထောက်ကူဖြစ်စေမယ့်အရာလေးရလိုက်လိမ့်မယ်လို့မျှော်လင့်ပါတယ်အဆုံးထိနားထောင်ပေးကြတဲ့တူကြောက်ချင်းစီရန်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ပိုင်းအသစ်ကလေးနဲ့ပြန်လာခဲ့ပါမယ်ဆိုတော့ဒါနဲ့ဗီဒီယိုရဲ့နောက်ဆုံးမှာလေဒီနောက်ထပ်အပိုင်းလေးအတွက်ပဲ major လေးကိုရွေးချယ်ထားတာဖြစ်မလဲဆိုတော့ spoiler လေးထည့်ပေးသွားမှာမလို့အဆုံးထိကြည့်ပေးကြပါအောင်ရှင်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်